ငါမနေ့ပြန်သေးတာနဲ့နေနောက်နေလမ်းမေးရောက်မှာကိုသာ16နှစ်လောက်တော့မေးရပြောနင်အခုရက်မတောက်တာငါ့ကိုကြောက်လို့ငါသာတည်သွားကြည့်နင်ရက်ဆက်လိုက်တောက်မဟုတ်ဘူးအမေမနေ့ပြန်တည်သွားလေတသက်လုံးမတောက်အမေကိုကြောက်လို့အရက်နဲ့ဆက်လိုက်ကိုမတောက်တာမဟုတ်ဘူးကိုယ်တိုင်ကဒီအရွယ်မှာမကောင်းဘူးဆိုတာသိလာလို့မတောက်တာကိုသိလို့မတောက်တာငငယ်ကတော့ဟုတ်တယ်အမေကိုကြောက်လို့မတောက်တာအခုကျတော့အမေကိုကြောက်လို့မဟုတ်ဘူးကိုဟာကိုမလုတ်တဲ့လို့မလုတ်ချင်ဘူးထင်လို့မလုတ်တာအမေကလက်မခံအမေကလက်မခံဒါပေမဲ့16နှစ်လောက်ကပြောခဲ့တဲ့စကားတော့ဘယ်လောက်မှလက်ခံတာလဲဆိုတော့ကိုအသက်25နှစ်လောက်မှတော့လက်ခံတာနော်အဲ့တော့ကိုကဒီမန်းလေးကိုဒီအလုပ်တွေပါပြောင်းရွှေ့လာတယ်တစ်နှစ်နှစ်တွေကြာတယ်အဲ့တော့သူ့စီပြန်ရောက်တယ်ကိုကအတောက်စားမရှိဘူးသူနဲ့အတူတူမနေလဲကိုကအတောက်စားမရှိဘူးအဲ့တော့တချို့ဟာတွေကတက်တိအရှင်ပြဖို့လိုတယ်တက်တိပြပြီးမှအဲ့လိုမျိုးမဟုတ်ဘူးအခုကဒီလိုမျိုးကိုဟာကိုထိန်းချောင်းနိုင်တယ်ဆိုတော့အဲ့လိုမျိုးနဲ့ကိုအမေကလည်းတဖြည်းဖြည်းနဲ့စိတ်ချခဲ့တာပေါ့နော်